သပင်ကျွတ်တာပြောပြပါပြောပြမှာပေါ့ရှင်ကဲသပင်တွေမှာတက်တန်းရှိတယ်အဲ့လိုမျိုးပဲအသက်ရှိတယ်အသက်ရှိလို့သာလျင်ဤတို့တွေကျွတ်တယ်အသစ်တစ်ခွန်ပြန်လဲမွေးဖွားတယ်သပင်တွေမွဲတယ်ခြောက်တယ်အသစ်တွေပေါက်ပြီးတော့ထောင်နေဆိုတဲ့အရာမျိုးကိုမိတ်ဆွေတို့တွေ့ရတာပေါ့အဲ့တော့တက်တန်းရှိတဲ့သပင်တွေမှာဤတို့တွေကျွေးချိန်ရှိတယ်မွေးဖွားချိန်ရှိတယ်ပေါ့အဲ့ဒီလိုဤတို့တွေကျွေးချိန်နေမွေးဖွားချိန်တွေမှာဘလို့နေရာမျိုးမှာပို့ပြီးအကျွတ်များလဲဆိုရင်မိတ်ဆွေတို့တွေဟော်မုန်းမညီညာတဲ့ချိန်ကျန်းမာရေးအားစိုက်ပြီးတော့ဆေးဝါးတွေကိုဂရုစိုက်ပြီးတောက်နေရတဲ့ချိန်ကိုပြီးတဲ့အခါမှာအဲ့ဒီစိတ် pressure တွေပေါ့နော်တာမန်ထက်ပိုပြီးတော့များနေတဲ့အချိန်အရေးတွေပြတ်တဲ့အချိန်နဲ့သွားတိုက်ဆိုင်တဲ့အခါမျိုးသပင်လေးတွေကသူ့တက်တန်းအရာကျွေရမဲ့အခါမျိုးနဲ့ပြန်သွားပြီးတော့ rubber ကိုက်နေတယ်ဆိုရင်မိတ်ဆွေဒီကရုံးတုံးကျင်စိတ်ပေါက်လောက်အောင်ကိုကျွတ်ပါလေရှင့်ကျွတ်ပါတယ်အဲ့ဒီလိုအချိန်ကာလမျိုးကိုဤကိုယ်တိုင်ခံစားခဲ့မှုတယ်အဲ့တော့မိတ်ဆွေတို့ပြောတယ်ဒါဆိုရင်ဘာဖြစ်လို့အခုလိုမဲနဲ့တောက်ပြောင်ပြီးတော့ဒီလိုသပင်အနေထားရောက်တာလဲအသက်40ကျော်အရွယ်အမျိုးသမီးတစ်ယောက်အနေနဲ့တီလာရှင်ဝတ်ပြီးတဲ့အခါမှာသပင်တွေပြန်မပေါက်ပမလားလို့ depression ဝင်ဘူးတယ်ဒါပေမဲ့ကိုသုံးခဲ့တဲ့ headset တွေကိုလုပ်ခဲ့တဲ့သဘာဝနည်းနဲ့အရန်ကျွတ်တယ်ဘာသုံးအဆင်မပြေဘူးအဲ့လိုအရန်ကျွတ်နေတဲ့အချိန်ခုနလိုဤပြောတဲ့ကြွေကြတဲ့အချိန်တက်တန်းနဲ့ကိုရှေ့မှာပြောခဲ့တဲ့နည်းတွေနဲ့များသွားပြီးတော့တစ်ထက်တည်းကြနေတဲ့အချိန်မျိုးဆိုရင်မိတ်ဆွေတို့ဘယ်လို headset သုံးကိုပုံမှန်တိုင်း headset တွေကိုသုံးနေတယ်အဲ့လိုအချိန်ကြလို့ရှိရင်လေအရင်တော့သုံးတာမကျွတ်ဘူးအခုဒီကသုံးမှကျွတ်တယ်ဆိုလို့ရှိရင်လေမိတ်ဆွေတို့အနေနဲ့ဒါကကျွေကြဖို့အချိန်သပင်တွေကျွတ်ဖို့အချိန်သူ့ရဲ့တက်တန်းတစ်ချိန်ကိုဤတို့ရဲ့ cell တွေမွေးဖွားနှုန်းကျွတ်ကြနှုန်းတွေကအမြဲတမ်း circle လှည့်နေတယ်ရှင်အဲ့လိုအချိန်မျိုးနဲ့မြန်သွားပြီးတော့တိုက်ဆိုင်နေဆိုလို့ရှိရင်ကျွတ်မယ်ကျွတ်လာရင်ကျဲမယ်ကျဲလာတော့ပါမယ်ပါလာရင်ထိပ်ပြောင်ထိပ်ကွက်တွေဖြစ်လာမယ်အမျိုးသားရောအမျိုးသမီးရောဒီလိုယာဒီဆက်ဝန်းကလှည့်ပတ်နေတာဖြစ်တဲ့အတွက်ကြုံတွေ့နိုင်ပါတယ်ရှင်အဲ့လိုအချိန်မျိုးမှာဆေးဆိုးတဲ့အချိန်တွေကောက်ဖြောင်းတဲ့အချိန်တွေ rebound သုံးလောက်တဲ့အချိန်နေနဲ့ကိုမြဲ headset တစ်ခုခုကိုမှားယွင်းပြီးတော့ရွေးချယ်သုံးပြီးတဲ့အချိန်မျိုးမှာမျိုးဆိုရင်မိတ်ဆွေတို့အရန်ကိုစိတ်တော့ကရောက်ရမယ်အချိန်ပေါ့ဒါတော့သပင်ဘာကြောင့်ကျွတ်လဲသပင်ကျွတ်တာတော့ပြောပြပါဆိုလို့ပြောပြတာဖြစ်တယ်အဲ့တော့ဘာလုပ်မလဲသဘာဝနီးလန်းလေးတွေရဲ့ page မှာအများကြီးတင်ပေးထားတယ်မိတ်ဆွေတို့ try ကြည့်လို့ရတယ်နီးတွေအများကြီးထဲမှာမိမိနဲ့အဆင်ပြေတင့်တော်ပြီးရှားဖွေရလွယ်ကူတဲ့သဘာဝနီးလန်းလေးတွေကိုလုပ်ကြည့်ပါအချိန်ပေးရမယ်စိတ်ရှည်ရမယ်တီးခံရမယ်အဲ့ဒါမှအချိန်မပေးနိုင်ဘူးဆိုရင်မိတ်ဆွေအတွက်ဟောဒီ3မျိုးတစ်ဆက်ကို recommend ပေးတယ်40ကျော်အမျိုးသမီးတယောက်အနေနဲ့ဒီ headset 3မျိုးတစ်ဆက်ကိုသုံးပြီးတော့ဒီသပင်ရလက်ကိုပိုင်ဆိုင်ထားလို့ပါရှင့်ကျေးဇူးပါ